ဆရာတော်ကြီးဥယျံကုန်တရားလေးအတိုင်းပဲဖြည့်ကြပေါ့ဆရာတော်ကြီးဥယျံကုန်ကသူ့တပည့်ကြီးသူ့ကျောင်းကတိုးထွက်ကိုတော်ကြီးဆုံးခံပြန်လာတော့ဟေးကိုတော်ကြီးလာသားမင်းသမီးလှပြသားလှပြရတော့ဆွန်းလေးရ2လုံးစာ3လုံးစာလေးပဲသမင်းလုံး3လုံးစာလောက်ပြီးရဟာဦးစင်းကြီးဆွန်းလေးရလည်းနဲလာကြီးလားမင်းဥစ္စာ2လုံးစာ3လုံးစာလေးရှိဟင်းကွက်ကလေးတွေလှက်ကြီးဟာဟင်းကွက်ကလည်းမင်းဥစ္စာပဲပြုတ်စီမပါဘူးကွာမင်းဥစ္စာနောက်တစ်ခါတစ်ခွက်လှက်ကြီးဟာဒါကလည်းချင်းမောင်ရဲ့ရေလုံးပြုတ်ကြီးပဲမင်းခန္ဓာကိုယ်ကြီးနဲ့မဝပါဘူးလို့ပြောတယ်ဓမ္မတပည့်တော်မန္တလေးလာတာဖျား3နှစ်ကျော်ပါပြီဖျားတရေမှဆွမ်းမြန်ဝအောင်မရဘူးပါဘူးဖျားကြည်သံအတော်ဘုံကန်နေတဲ့ကိုတော်ကြီးအသားကလည်းမဲကတ္တိယသီဘုံစစ်စည်းတုတ်ထားတဲ့အတိုင်းပဲကတ္တိယသီဘုံဆိုမဲတယ်မဟုတ်လားအဲ့ဒီစစ်စည်းတုတ်လိုက်တော့ပူမဲသွားကတ္တိယသီဘုံစစ်စည်းတုတ်ထားတဲ့အတိုင်းမင်းအသားလည်းမဲလာကြီးလားကွာမျက်နှာလည်းကြောက်ပေါက်မာတွေပါတော့မင်းဘယ်သူမှမကြည်ညိုပါဘူးကွာဒီမှာမြင်တဲ့အတိုင်းပါပဲဖျားလို့ပြောအေးအဲ့တော့မင်းဘုံကြီးတဲ့နီးငါပေးမယ်ယူမလားပြောဘုံကြီးတဲ့နီးယူခြင်းပါတယ်ဗျာယူခြင်းပါတယ်ဗျာဆိုင်မနေပါနဲ့အခုပေးပါဗျာသူပြောတယ်တို့ကဆိုင်နေနေရတော့ရဲ့ဆိုင်နေမေ့သွားလို့သူမရပဲနေမစိုးလို့သူကဘယ်လိုပြောတော့အခုပေးပါလို့ပြောတယ်နော်အခုပြီးပါဆိုကဲတပည့်ကျော်ကြီးလာဆိုပြီးတော့သမာဓိရွှေကိုမြုပ်ဖို့ရတယ်ကျောင်းပေါ်ခေါ်သွားကျောင်းပေါ်ကျတော့စိတ်ပရိလေးတကုံပေးတဲ့စိတ်ပရိလေးဟောလို့လက်ကလေးလေးနဲ့ဒီလိုလေးမလက်မလေးနဲ့ဟောလို့စိတ်အရဟံနဲ့တပတ်စိတ်အရဟံနဲ့တပတ်မရီတပတ်မဲ့ပရိလုံးဘယ်နှလုံးပါတော့အောင်တရားရှိကွက်ဗုဒ္ဓစေဆိုသားမှာဒီတရားရှိလုံးဘုရားသခင်ရဲ့ခြေထောက်မှာအကွက်ကလေးတွေစက်လက္ခဏာလေးတွေတရားရှိကွက်ပါတယ်ဟုတ်လားဘုရားသခင်ရဲ့ခြေတော်ရာခြေဘဝမှာအကွက်လေးတွေဘယ်လောက်ပါတော့အဲ့ဒီတရားရှိကွက်အထိတ်မှနေနဲ့စိတ်ပရိကိုဘယ်နှလုံးလောက်ရတရားရှိလုံးအရဟံနဲ့တပတ်စိနောက်သမ္မာသမ္ဗုဒ္ဓောပရိတလုံးချသမ္မာသမ္ဗုဒ္ဓောပရိတလုံးချနဲ့အဲ့လိုနဲ့သမ္မာသမ္ဗုဒ္ဓောနဲ့တပတ်စိဘယ်နှပတ်ရတော့နောက်ဗာစိတ်မယ်ဝိဇ္ဇာစရဏသမ္ပန္နောပရိတလုံးချဝိဇ္ဇာစရဏသမ္ပန္နောနဲ့တပတ်စိဘယ်နှပတ်ရတော့ပြီးတော့ဗာစိတ်မယ်သူကတော်နဲ့တပတ်စိဘယ်နှပတ်ရတော့4ပတ်ရသွားနော်ပြီးတော့ဗာစိတ်မလို့လောကဝိတုပရိတလုံးချလောကဝိတုပရိတလုံးချလောကဝိတုနဲ့တပတ်စိဘယ်နှပတ်ရ5ပတ်ရပြီးတော့ဗာစိတ်မယ်အနုတ္တရောနဲ့တပတ်စိရအနုတ္တရောပရိတလုံးချအနုတ္တရောပရိတလုံးချအနုတ္တရောနဲ့တပတ်စိပရိ6ပတ်ရသွားဟုတ်လားအနုတ္တရောစိတ်ပြီးရင်ဗာစိတ်မယ်ဥရိသဓမ္မသာရတိဥရိသဓမ္မဆိုတာဆုံးမတဲ့ပုဂ္ဂိုလ်ကိုသာရတိဆိုတာဆုံးမတတ်တယ်အင်္ဂုလိမာလာကြီးတို့လူတွေလိုက်တန်းပြီးတော့လက်ညှိုးဖြတ်နေတဲ့အလွန်ဆိုးတဲ့သခိုးဓမြကြီးတွေလူတောင်မှဖခင်ယင်ကြီးအောင်ယဟန္တာဖြစ်အောင်ဆုံးမတတ်တယ်နော်ပုရိသဓမ္မသာရတိပရိတလုံးချပုရိသဓမ္မသာရတိနဲ့တပတ်စိဘယ်နှပတ်ရတော့9ပတ်ရသွားပြီးတော့မထာဒေဝမနုဿာနံနတ်လူတို့ရဲ့ဆရာသခင်ဖြစ်တော်မူသောဖရာတထာဒေဝမနုဿာနံတပတ်စိဘယ်နှပတ်တော့10ပတ်ရှိသွားပြီပြီးတော့ဗာစိတ်မယ်ဗုဒ္ဓ
ဘုံတော်နဲ့တပတ်စိတ်ဘယ်နှပတ်တော့ပြီးတော့ဘဂဝါဟုတ်လားဘဂဝါဘုံတကူကြည်တော်မူသောမြတ်စွာဘုရားဘဂဝါနဲ့တပတ်စိတ်ဘယ်နှပတ်တော့10ပတ်ဖះကုံတော်10ပါးတပတ်နဲ့စိတ်လိုက်တာ10ပါးအဲ့ဒါမင်းနေ့လေ12နာရီကို10ပတ်စိတ်ညအိယာအောင်10ပတ်စိတ်မနေ့အိယာထအောင်10ပတ်စိတ်တနေ့ကိုပရိပတ်30စိတ်မင်းဘုံကြည့်ပြီပြောဟုတ်လားမနေ့အိယာထ10ပတ်နေ့လေ12နာရီညအိယာဝင်တနေ့ကိုပရိပတ်ဘယ်လောက်စိတ်ရ30စိတ်အဲ့ဒါတမာတိရွှေအိုးမြုပ်တာတဲ့ဘာရွှေအိုးမြုပ်တာတော့အဲ့ဒီတမာတိရွှေအိုးမြုပ်ပြီးဆိုရင်ဘုံကြည့်ပြီပေါ့ကွာကျမတပည့်တော်ဒီနေ့လေကစပါမယ်ဖေဟာသူကဘုံကကြီးကျင်လာပါဘူးသိတ်ဆိုင်နေလို့မဖြစ်ဘူးနော်တို့တရားနာပရိသတ်တွေလည်းဒီကတရားပွဲကပြီးလို့ပြန်သွားရင်အိမ်ကြတော့တရားဟောဓမ္မကတိကလေးရှိတာကွာအိတ်ရှင်ပေါ့ဆိုတော့တန်းပြီးတော့အိတ်မပြစ်လိုက်နဲ့နော်သတိပဲနှစ်ပါးစိတ်လိုက်ရအောင်နော်10ပါးစိတ်လိုက်ပရိယမစိတ်တာကြတော့မှုတွေတက်နေတယ်ဒီလိုပွက်ပြစ်လိုက်ဟုတ်လားပရိယမစိတ်တာကြရင်မှုတက်တတ်တယ်နော်အေးပရိမှုတက်မခံနဲ့စိတ်နေတိုင်းနတ်ပြင်ကမနဲ့အိယာထတော့10ပါးစိတ်နေ့လေ12နာရီထိုးတော့ကြတော့တနေ့ကိုပရိပတ်ဘယ်လောက်တော့30စိတ်ရမှာအဲ့ဒီဥစဉ်ကြီးကလည်းစိတ်တယ်နေ့လေ12နာရီထိုး10ပါးညအိယာဝင်တော့10ပါးနောက်တနေ့မနေ့အိယာထတော့10ပါးမန္တလေးကဆွမ်းစောခံရတယ်6နာရီထိုးဆိုဆွမ်းခံပြီအဲ့တော့ तू ကဟောင်းကသွားဖို့တပိတ်တော့သင်္ကန်းလေးယုံထွက်လာ